ဒီကူကဘာဗုဒ္ဓတက္ကသိုလ်ရန်ကုန်2025-2026 ပညာသင်နှစ်မှာပထမနှစ်ဝက်ဆောင်ရွက်စတင်ပါပြီဒီကနေ့2025စက်တင်ဘာလ28ရက်နေ့တနင်္ဂနွေနေ့မှာကျင်းပတဲ့ဆောင်ရွက်ကဗုဒ္ဓဓမ္မဒီပလိုမာလူပုဂ္ဂိုလ်များဆိုင်ရာအတန်းများဖြစ်ပါတယ်လူပုဂ္ဂိုလ်များဆိုင်ရာဗုဒ္ဓဓမ္မပါရဂတန်းပထမနှစ်ဒုတိယနှစ် Advanced ဗုဒ္ဓဓမ္မအတန်းတို့ဖြစ်ပါတယ်အတန်းသုံးတန်းဆောင်ရွက်ဖြေနေကြတာဖြစ်ပါတယ်ဖြေရတဲ့ဘာသာရပ်တွေကတော့အဘိဓမ္မာဘာသာရပ်ဓမ္မပရဘာသာရပ်ဓမ္မပရအထကရာဝိသုဒ္ဓိမတ်လက်ရွေးစဉ်သုတ်တံများဆိုပြီးတော့ဘာသာရပ်တွေပါဝင်ပါတယ်အတန်းတိုင်းမှာပြည်ဓမ္မာဘာသာရပ်ဓမ္မပရအထကရာဘာသာရပ်ဝိသုဒ္ဓိမတ်ဘာသာရပ်များပါဝင်ပါတယ်နောက်တစ်ပတ်မှာတော့မာစတာတန်းဒီတန်းဒီပလိုမာတန်းများဖြစ်ပါတယ်အဲဒီတန်းကတော့လူငယ်တွေများပါတယ်ရဟန်းတော်များလက်ရှင်ဆရာလေးများလူငယ်ပုဂ္ဂိုလ်များဖြစ်ပါတယ်ဘာဖြစ်လို့ဆိုလက်ခံကြတဲ့ကအသက်ကန့်ချက်နဲ့လက်ခံတာဖြစ်ပါတယ်ဒီကနေ့ဘုရားဓမ္မပါရဂတန်းမှာဝင်ရောက်ပြည်သူကြတဲ့ကျောင်းသားကျောင်းသူတွေအများစုကစွာဝန်ထမ်းတွေဖြစ်ကြပါတယ်ကျောင်းဆရာဆရာမတွေဝန်ထမ်းတွေဖြစ်ကြပါတယ်ဒါကြောင့်မို့လို့စနေတနင်္ဂနွေနေ့ရက်ပဲတစ်ပတ်ကိုအတန်းများဖွင့်ပေးပါတယ်မနက်8နာရီကနေ9နာရီတန်း9နာရီကနေ10နာရီတန်း10နာရီကနေ17နာရီတန်းဆိုပြီးတော့ဘာသာရပ်3ခုဒီနေ့စနေတနင်္ဂနွေတိုင်းမှာလာပြီးတက်ရတာဖြစ်ပါတယ်တနေ့ကိုဆောင်းဝက်နေခြင်းဖြစ်ရပါတယ်ပထမနေ့ဝက်ဒုတိယနေ့ဝက်ဖြေးမှတနေ့ပြီးပါတယ်ဘုရားဓမ္မပါရဂတန်းကပထမနေ့ဒုတိယနေ့ရှိပါတယ်နှစ်တန်းလုံးအောင်မြင်မှအောင်လက်မဲ့ရှင်းပြပေးပါတယ်အဲ့နှစ်တန်းလုံးအောင်မြင်ပြီးရင် Advanced ဗုဒ္ဓဓမ္မအတန်းဆိုပြီးတော့အစင်းမြင့်ဘုရားဓမ္မအတန်းရှိပါတယ်သူကတော့1 year ဖြစ်ပါတယ်ဒီနေ့ကို semester နှစ်ခုဖြစ်တဲ့တန်းကိုဆောင်မွဲ2ကြိမ်ဖြည့်ဆိုရပါတယ်2ကြိမ်လုံးအောင်မြင်မှအောင်လက်မဲ့စက္ကတာဖြစ်ပါတယ်ဒီတကူကမ္ဘာဗုဒ္ဓတက္ကသိုလ်ရန်ကုန်ဤတန်တိပါဒခမ်းမဆောင်မှာဆောင်ရွက်ပြင်နေကြတာဖြစ်ပါတယ်မေဂုံဗုဒ္ဓနေဖြစ်ပါတယ်မေဂုံဗုဒ္ဓမှာသုံးပု္ပ္ပစာမေဂုံပါပါတယ်ဘာသာရပ်တိုင်းဘာသာရပ်တစ်ခုဓမ္မပရ3ပုဒ်ဝိသုဒ္ဓိမတ်3ပုဒ်ဗိဓမ္မာ3ပုဒ်ဆိုပြီးအဲ့ဒီလူ9ပုဒ်ဖြေရတာဖြစ်ပါတယ်အနည်းဆုံးတပု္ပ္ပစာစီပါဝင်စီလေးအကျဉ်းနေတဲ့5ပုဒ်ဖြေရပါတယ်တပု္ပ္ပစာလေးအမှတ်20လောက်ဖြစ်ပါတယ်